အားလုံးပဲမင်္ဂလာပါမီတော်ကင် channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။မီဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ကမ္ဘာကျော်အမေရိကန်ရုပ်ရှင်မင်းသမီး Sharon Tate ကိုဝင်အရင်မာကြီးနဲ့မွေးဖွားရန်ရပ်ပိုင်းအလိုလောက်မှာအသက်ခံရတဲ့အကြောင်းအရာလေးပြပြပေးသွားမှာဖြစ်ပါတယ်။ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအပြည့်စုံလေးများကိုအခုစတင်ပြီးပြပြပေးသွားပါမယ်။ Sharon Tate ဟာအမေရိကန်လူမျိုးမင်းသမီးတစ်လက်ဖြစ်ပါတယ်။အရန်ကိုနာမည်ကြီးရဲ့ model တစ်ယောက်ဖြစ်ပါတယ်။ Sharon Tate ကိုဇန်နဝါရီ24ရက်နေ့1943ခုနှစ်Dallas Texas မှာမွေးဖွားခဲ့ပါတယ်။သူမရဲ့နာမည်အရင်ကတော့ Sharon Marie Tate ဖြစ်ပါတယ်။ Sharon Tate ရဲ့မိဘများကတော့ Paul James Tate နဲ့ Doris Willis Tate တို့ဖြစ်ပြီးတော့မွေးချင်းညီမ3ယောက်ရှိတဲ့အနက်မှာသူမဟာအကြီးဆုံးသမီးပဲဖြစ်ပါတယ်။သူမငယ်ရွယ်စဉ်မှာ Sharon Tate ရဲ့အဖွားဖြစ်သူဟာ Sharon Tate ရဲ့အလားတပုံလေးကို Dallas မြို့မှာကျင်းပပြုလုပ်တဲ့ Miss Tennidor ပြိုင်ပွဲကိုပေးပို့ခဲ့ပါတယ်။အဲ့နောက်အဲ့ဒီပြိုင်ပွဲမှာ Sharon Tate ဟာအနိုင်ရရှိခဲ့ပြီးတော့အဲ့ဒီဆုကတော့သူမကလေးဘဝမှာပထမဆုံးချိန်ရရှိခဲ့တဲ့ပထမဆုံးသောအလှမဲ့ဆုဖြစ်ပါတယ်။ Sharon Tate ရဲ့ဖခင်ကတော့အမေရိကန်စစ်တပ်ကအရာရှိတယောက်ဖြစ်ပါတယ်။မိဘကအရာရှိဝန်ထမ်းတယောက်ဖြစ်တာမို့သူမဟာအသက်16နှစ်အတွင်းမှာမတူညီတဲ့မြို့ပေါင်းများစွာကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ Sharon Tate ဟာငယ်စဉ်မှာကလေးကထူးခြားတဲ့အလားကိုပိုင်ဆိုင်ထားရှိပြီးတော့လူချစ်လူခင်လည်းအတော်လေးပေါ်များပါတယ်။ Sharon Tate ဟာဆယ်ကျော်သက်အရွယ်မှာကလေးကအလှပရေးရာတရဖူဆုများစွာကိုရရှိခဲ့ပါတယ်။ပြီးတော့သူမဟာအသက်ငယ်ရွယ်စဉ်မှာကလေးကအမှုပညာလုပ်ငန်းတွေကိုတထဲဝင်လုပ်ကိုင်ပြီးတော့မော်ဒယ်တယောက်ဖြစ်နာမည်စာကျင်းလာပါတယ်။1962ခုနှစ်မှာ Sharon Tate ရဲ့ဖခင်ဟာအီတလီနိုင်ငံမှာရှိတဲ့ Verona မြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ Sharon Tate ကလည်း Vicenza မြို့နီကအမေရိကန်အထက်တန်းကျောင်းမှာပညာဆက်လက်သင်ကြားခဲ့ပါတယ်။အဲဒီကျောင်းမှာလည်းသူမဟာကျောင်းကပွဲပြင်မှာဆုနဲ့ Homecoming Queen ဆိုတဲ့အလှပတရဖူဆုများကိုပိုင်ဆိုင်ရရှိခဲ့ပါတယ်။အီတလီနိုင်ငံမှာနေထိုင်နေတဲ့အချိန်အတွင်းမှာလည်း Sharon Tate ဟာအီတလီနိုင်ငံကရုပ်ရှင်ဇာတ်လမ်းတွေအတော်များများမှာတရုပ်ဆောင်မှုအတွက်များစွာကန့်လန့်ခံခဲ့ရပြီးတော့အချို့ဇာတ်လမ်းတွေမှာလည်းပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။အိမ်နောက်အမေရိကန်ရုပ်ရှင်တရုပ်ဆောင် Richard Bremer နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အိမ်နောက်မင်းသား Richard Bremer ကတိတ်ကိုသူ့ရဲ့ agency Harkowski လိပ်စာကပ်ကိုပေးခဲ့ပြီးတော့နောက်ပိုင်းအမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလက်တွဲလှုပ်ဆောင်ရဆန္ဒရှိပါကအချိန်မီဆက်သွယ်နိုင်ကြောင်းတိတ်ကိုပြပြခဲ့ပါတယ်။ဒီလိုနဲ့ Sharon Tate ရဲ့ဖခင်ဟာ United States ကို1963ခုနှစ်မှာပြန်လည်ပြီးတော့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြန်ပါတယ်။ဒါကတော့ Sharon Tate အတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ခဲ့ပြီးတော့သူမဟာသူမလိပ်စာကပ်ရခဲ့မှုတဲ့ထိုမင်းသား agency Gatsky နဲ့ဆက်သွယ်ပြီးတော့အမှုပညာလုပ်ငန်းတွေကိုစတင်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတော့သူမဟာခေါင်းဆောင်မင်းသမီးတစ်လက်ပြီးရုပ်ရှင်ဇာတ်လမ်းတွေအတော်များများမှာစတင်တရုပ်ဆောင်လာပြီးတော့နာမည်အရန်ကျလာခဲ့ပါတယ်။ Sharon Tate ကတော့တရုပ်ဆောင်လုံးနဲ့ model လုပ်ငန်းကိုအတော်လေးကြက်ပြန်ချလုပ်ကင်လာပြီးတော့နာမည်အတော်လေးရကအသက်ငယ်ရွယ်စဉ်မှာရုပ်သံဇာတ်လမ်းတွေများစွာမှာတရုပ်ဆောင်ခဲ့ရတဲ့မင်းသမီးတစ်လက်ဖြစ်လာပါတယ်။သူမဟာအမှုပညာလုပ်ငန်းမှာကျစားလာပြီးတဲ့နောက်နာမည်ကြီး director producer တယောက်ဖြစ်တဲ့ Roman Polanski နဲ့တွေ့ဆုံပြီးတော့မြစ်တာများခဲ့ကြပါတယ်။အိမ်နောက်1968ခုနှစ်မှာ Sharon Tate ဟာသူမရဲ့ချစ်သူ Roman Polanski နဲ့အင်္ဂလန်မှာကြီးကြပ်ခမ်းနားစွာလက်ထပ်ခဲ့ပါတယ်။လက်ထပ်စဉ်မှာတော့သူမရဲ့အသက်က25နှစ်ရှိပြီဖြစ်ပါတယ်။နာမည်ကျော်ရုပ်ရှင်ဒရိုက်တာပရိုဂျူဆာနဲ့လှပတဲ့မင်းသမီးလေးတို့ဆုံတွေ့ရဲ့လက်ထက်မင်္ဂလာသတင်းကလူများကြားမှာအတော်လေးနာမည်ကျော်ကြားခဲ့ပါတယ်။သူမတို့ချစ်သူတို့ရဲ့အိမ်တော်ကြီးဟာလည်းနားလည်မှုရှိဆောင်နဲ့တူတူကျင်နာစွာအတော်လေးပျော်ရွှင်ပွဲရအကြီးဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့လက်ထပ်ပြီးတိတ်မကြခင်1969ခုနှစ်ရဲ့နှစ်ဦးအစောပိုင်းကာလမှာဇလန်တွဲတစ်ခုကရိုက်ကူးရေးလုပ်နေစဉ်အတွင်း Sharon Tate ဟာကိုဝင်ဆရှိလာခဲ့ပါတယ်။သူမဟာကိုဝင်ရှိလာပြီးတဲ့နောက်သူမရဲ့မွေးဖွားလာမဲ့ပထမအဆုံးသောရှင်သေးလေးအတွက်အတော်လေးရှင်ခုန်နေခဲ့ပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူကလည်း Sharon Tate နေလို့ထိုင်တာရှိစေဖို့အတွက် Los Angeles မြို့က Benedict Canyon တီတန်စိတ်ငြိမ်ရက်ွက်ကြီးမှာအပန်းဖြေစင်ခံအိမ်ယာကြီးတစ်ခုကိုငှားရမ်းပြီးတော့ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ပြဿနာတွေရဲ့အစားကတော့အဲ့ဒီအိမ်ယာကြီးကိုငှားရမ်းလိုက်ခြင်းကြောင့်ဆိုတာကိုတော့သူမတို့ဇနီးမောင်နဲ့နှစ်ဦးလုံးဝမသိခဲ့ပါဘူး။ကျွတ်တင်ပြီးတော့သိရှိခဲ့မယ်ဆိုရင်လည်းအဲ့ဒီအိမ်သစ်ကြီးကိုသူမတို့ငှားရမ်းပြောင်းရွှေ့နေထိုင်ခဲ့မှာမဟုတ်ပါဘူး။ Sharon Tate တို့ဇနီးမောင်နှံငှားရမ်းနေထိုင်ခဲ့တဲ့အဲ့ဒီစင်ယာကြီးနဲ့ပတ်သက်ပြီးတော့ဘလို့ပြဿနာအရှုပ်ရှင်တွေရှိခဲ့တယ်ဆိုတာကိုအခုဆက်လက်ပြီးတော့ပြပြပေးသွားပါမယ်။ Sharon Tate တို့ဇနီးမောင်နှံအဲ့ဒီစံကြီးကိုမငှားရမ်းရသေးတဲ့အချိန်လပေါင်းများစွာရဲ့အရှိပိုင်းကဖြစ်ပျက်ခဲ့တဲ့ပြဿနာတစ်ခုကနေစတာပါ။ထိုစိတ်ငြိမ်ရက်ကွက်နဲ့တိတ်မဝေးတဲ့နေရာမှာCharles Manson ဆိုတဲ့လူတစ်ယောက်နေထိုင်ပါတယ်။ Charles Manson ကိုနိုဝင်ဘာလ12ရက်နေ့1934ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Charles Manson ရဲ့မိခင်ဟာ Charles Manson ကိုမွေးဖွားခင်ကအသက်16နှစ်သာရှိသေးပါတယ်။ပြီးတော့ Charles Manson ဟာသူ့ရဲ့ဖခင်ဘယ်သူဆိုတာကိုလုံးဝမသိခဲ့ပါဘူး။ Charles Manson ရဲ့မိခင်က Charles Manson ငယ်ရွယ်စဉ်မှာပဲဓမြမှုနဲ့ဖမ်းခံပြီးတော့ထောင်ကျသွားခဲ့ပါတယ်။အဲဒီနောက် Charles Manson ကသူ့ရဲ့ဦးလေးတွေအတော်တွေနဲ့နေခဲ့ရပါတယ်။ Charles Manson ကအသက်ငယ်ရွယ်စဉ်မှာဓမြတိုက်လှူရက်မကောင်းသောအလုပ်တွေအများကြီးကိုလုပ်ခဲ့ပါတယ်။ပြီးတော့သူကအသက်ငယ်ရွယ်စဉ်မှာပင်ထိန်းသိမ်းရေးစခန်းတွေအများကြီးကိုရောက်ခဲ့ပြီးတော့မကောင်းတဲ့
အမှုတော်တော်များများမှာပါဝင်ပတ်သက်ခဲ့တဲ့နာမည်ပြတ်ရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ချားမန်ဆန်ကတချင်းဆိုချင်းကိုတော့အလွန်အမင်းယူသွခုံမြင်ပါတယ်။တနေ့မှာတော့ Charles Manson က Terry Mancha ဆိုတဲ့လူတစ်ယောက်နဲ့ဘာမှတွေ့ဆုံရင်းနေခဲ့ပါတယ်။အဲဒီကတဆင့် Charles Manson နဲ့ Terry Mancha တို့ကယဉ်ကျေးကျုံဝင်လာပြီးစကားဆက်မိရေးပြောလာခဲ့ကြပါတယ်။ Charles Manson ကအဆိုတော်တယောက်ဖြစ်ချင်တဲ့လူတစ်ယောက်ဆိုတာကို Terry Mancha ကသိရှိသွားခဲ့ပါတယ်။အဲဒီနောက် Terry Mancha ကသူ့ကိုသူ music producer တယောက်ဖြစ်ကြောင်း Charles Manson ကိုပြောပြခဲ့ပါတယ်။အဲဒီက Charles Manson ကအတော်လေးဝမ်းသာသွားခဲ့ပါတယ်။အဆိုတော်ဖြစ်ချင်တဲ့သူ့ရဲ့ရည်မှန်းချက်များကိုလည်းအကောင့်ထဲဖော်နိုင်မှုအတွက်စတင်တက်ကြွလာခဲ့ပါတယ်။အကြောင်းရင်းကတော့သူနဲ့ခင်မင်သွားတဲ့ Terry Mancha က music producer တယောက်ဖြစ်နေလို့ပါ။သူ့စိတ်ထဲမှာ Terry Mancha ရဲ့အကူအညီနဲ့သူကနာမည်ကြီးဆိုတော့တယောက်ဖြစ်လာမယ်လို့လည်းယုံကြည်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲ Charles Manson က Terry Mancha ကိုသူ့အိမ်သို့ဖိတ်ခေါ်ပြီးတော့သူ့ရဲ့ဂီတာကိုကြမ်းကျင်စွာတီးပြပြီးကိုပိုင်သချင်းများကိုတီးခတ်ဖျော်ဖြေပြသခဲ့ပါတယ်။ Charles Manson ရဲ့ဂီတာအနုပညာဖျော်ဖြေမှုကို Terry Mancha ကလက်ခုပ်လက်ဝါးကြည့်ပြီးတော့အားပေးခဲ့ပါတယ်။မကြခင်မှာအဆိုတော်တယောက်ဖြစ်ရည်တည်နိုင်အောင်သူ့ရဲ့ music company နဲ့စာချုပ်ချုပ်ဆိုမှုတွေအလုပ်ကန့်လန့်မှုတွေလုပ်နိုင်မှုသူ့ဘက်ကဖုံးဆက်ပြီးအကြောင်းကြားပါမယ်လို့ Charles Manson ကို Terry Mancha ကပြောခဲ့ပါတယ်။ Terry Mancha ရဲ့ဂရီဂရစ်စကားများက Charles Manson ရဲ့ရည်မှန်းချက်များကိုပန်းနိုင်ထီရအောင်ပို့ပေးလိုက်သလိုပါပဲ။ Charles Manson ဟာအတော်လေးပျော်ရွှင်သွားပြီး Terry Mancha ကိုအိမ်နေမှာတွင်ကားနဲ့အိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ Charles Manson လိုက်ပို့ပေးခဲ့တဲ့ Terry Mancha ရဲ့အိမ်ကတော့ Los Angeles မြို့က Benedict Canyon တည်တံ့စင်ញင်ရပ်ကွက်က Sharon Tate တို့ဇနီးမောင်နှံငှားရမ်းနေထိုင်တဲ့အပန်းဖြေစင်ခံအိမ်ယာကြီးရဲ့အိမ်ရှိစီကိုပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့် Charles Manson ရဲ့အသိစိတ်ထဲမှာမှတ်ယူလိုက်တာကအဲ့ဒီစင်ကြီးမှာ Terry Mancha ကနေထိုင်နေတယ်လို့ပဲဖြစ်ပါတယ်။ Charles Manson က Terry Mancha နေထိုင်နေတဲ့ထိုအပန်းဖြေစင်ခံအိမ်ကြီးကိုလုံးဝမှကိုစိတ်ဝင်တစားနဲ့ကြည့်ရှုနေခဲ့ပါတယ်။လှပေါင်းများစွာအနှဲငယ်ကြာသွားတဲ့အချိန်မှာတော့ Terry Mancha ကအဆက်အသွယ်ဘာတစ်ခုမှမလုပ်လာခဲ့ပါဘူး။အဲအတွက်ကြောင့် Charles Manson စိတ်ထဲမှာတန်တရားစိတ်အနှဲငယ်ရှိလာခဲ့ပါတယ်။ Charles Manson က Terry Mancha ရဲ့တယ်လီဖုန်းနံပါတ်များကိုနှိပ်ပြီးတော့စတင်ပြီးတော့အဆက်အသွယ်ပြုလုပ်လိုက်ပါတယ်။ Charles Manson ကဖုန်းဆက်လာတဲ့အခါမှာတစ်ဖက်ကလူတစ်ယောက်ကဖုန်းလာကိုင်းခဲ့ပါတယ်။ Charles Manson ကအလွန်မင်းပျော်ရွှင်သွားပြီးတော့သူနဲ့ဂီတစာချုပ်ကိစ္စများနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မယ်လို့ Terry Mancha ဘက်ကပြောရတဲ့အကြောင်းအရာတွေကိုစတင်ပြီးတော့ပြောလာခဲ့ပါတယ်။သို့တော့တစ်ဖက်လူကတော့ Terry Mancha မဟုတ်ပါဘူး။တစ်ဖက်လူက Charles Manson ကိုလည်းမသိပါဘူး။ Charles Manson ပြောနေတဲ့အကြောင်းအရာတွေလည်းမသိဘူးဆိုပြီးတော့ပြန်လည်ညင်းပြီးတော့ပြတ်သားစွာဖုံးချပစ်လိုက်ပါတယ်။အဲဒီနောက် Charles Manson ကထပ်မံပြီးတော့ဖုံးခွက်ဆူမှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ဖက်ကအလုပ်ကိုနှောက်ယှက်နေတယ်လို့ပြောဆိုပြီးတော့ကြမ်းတမ်းစွာ Charles Manson ကိုပြောဆိုခဲ့ပါတယ်။အဲဒီလိုမျိုးဆက်ဆံခလိုက်ရတဲ့အခါမှာ Charles Manson ကဒေါသအလွန်မင်းထွက်သွားပြီးတော့ဖုံးကိုပောက်ခွဲပစ်လိုက်ပါတယ်။ပင်ကိုစိတ်ရင်းမှာကကြမ်းတမ်းတဲ့ဆရာရှိခဲ့သူမို့သူ့ကိုလိမ်လည်ပြီးတော့လှောင်ရမှုပြုသွားတဲ့ Terry Mancha ကိုတပ်ပစ်မယ်လို့လည်းကြွေးကြော်ခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့ Charles Manson က Terry Mancha ကိုတပ်ပစ်ဖို့အတွက်အစီအစဉ်များစတင်ရေးဆွဲလာခဲ့ပါတယ်။ Charles Manson ကလူတပ်ဖို့ကြံစည်နေချိန်အတွင်းမှာပဲသူတစ်ခါလိုက်ပို့ပေးခဲ့တဲ့ music producer ရဲ့စံအိမ်ကြီးစုကိုရောက်သွားခဲ့ပါသေးတယ်။သို့တော့သူရောက်သွားတဲ့အချိန်မှာတော့မြင်တွေ့လိုက်ရတဲ့လူကသူ့ကိုလိမ်လည်သွားတဲ့ Terry Mancha မဟုတ်တော့ပါဘူး။သူမြင်တွေ့လိုက်ရတာကတော့ကိုဝင်အရင်မာကြီးနဲ့ရေကူးကန်နဲ့ရှိအလားလေးပေါ်မှာတပ်ပုံရိုက်ကူပြုလုပ်နေတဲ့ Sharon Tate နဲ့တပ်ပုံဆရာနှစ်ဦးကိုပါ။အဲ့နောက် Charles Manson ကဂမူရှူတို့နဲ့ဓပုံဆရာကိုဝင်ရောက်လုံထွေးပြီးတော့ music producer Terry Mancha ကိုတွေ့ချင်ကြောင်းချိန်မှောင်ပြောဆိုခဲ့ပါတယ်။သို့တော့ Sharon Tate ရဲ့ဓပုံဆရာက Charles Manson ကိုမောင်းထုတ်ခဲ့ပြီးထိုလူကိုမသိကြောင်ပြောဆိုခဲ့ပါတယ်။အမှန်လဲ Sharon Tate တို့ကအခုမှအိမ်သစ်ကြီးကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ Charles Manson ကိုလည်းမသိသလို Terry Mancha နဲ့ Charles Manson ရဲ့ကိစ္စအကြောင်းကိုလည်းလုံးဝမသိခဲ့ပါဘူး။ Sharon Tate ရဲ့ဓပုံဆရာကတော့ Charles Manson ကိုမောင်းထုတ်ပြီးတော့ Sharon Tate ရဲ့အလားတပုံများကိုအေဂျင့်စွာဆက်လက်ပြီးတော့ရိုက်နေခဲ့ပါတယ်။သို့တော့သူတို့မသိခဲ့တာကတော့ Charles Manson ကသူတို့ကိုအညှိုးထားတာတယ်ဆိုတာကိုပါပဲ။အဲ့ဒီချိန် Charles Manson ရဲ့အသိစိတ်ထဲမှာစွဲနေတာကတော့ Sharon Tate ဟာ music producer Terry Mancha ရဲ့အမျိုးအနွယ်ဖြစ်နေတယ်ဆိုပြီးတော့ပါပဲ။အဲ့အတွက်ကြောင့် Sharon Tate ကို Charles Manson ကမျက်ထောက်နေကြီးနဲ့လက်ကြည့်ပြီးတော့အလှည့်ထွက်သွားခဲ့ပါတယ်။နောက်သိမ့်မကြတဲ့ရက်မှာလဲ Charles Manson ကထပ်ပြီးတော့ထိုဆန်အင်ကြီးကိုရောက်လာခဲ့ပါတယ်။အဲဒီအချိန်မှာတော့ Charles Manson ကဆန်အင်ကြီးတထွက်လာတဲ့အမျိုးသားတယောက်နဲ့ပဲတွေ့ခဲ့ရပြီးတော့ထိုမျိုးသားကိုကြည်စံတတောက်ပေးခဲ့ပါတယ်။ပြီးတော့ Terry Mancha ကိုတတ်မဲ့လို့လဲကြိမ်ဝါခဲ့ပါတယ်။ထိုလူကတော့ Charles Manson ကိုလည်းမသိသလို Terry Mancha ကိုလည်းမသိတဲ့အတွက်ကြောင့်ထိုကိစ္စကိုအရေးတယူမလုပ်ဘဲနဲ့မေမေပြောက်ပြောက်ထားပစ်ခဲ့ပါတယ်။1969ခုနှစ်ဩဂတ်လ10ရက်နေ့မှာ Charles Manson ကသူ့ကိုယုံကြည်ရဲ့နောက်လိုက်များစွာရှိတဲ့အနက်မှာ Watson, Susan Atkins, Patricia Carrigan နဲ့ Linda Kasabian တို့၄ယောက်ကို Sharon Tate တို့အိမ်ကိုလူသက်ဖို့အတွက်ဆစ်လွတ်ခဲ့ပါတယ်။လူသက်ဖို့အတွက် Charles Manson ဆစ်လွတ်လိုက်တဲ့နေ့ရက်မှာ Sharon Tate ရဲ့အမျိုးသား Polanski ကတော့ဥရောပမှာရိုက်ကူးရေးတစ်ခုအတွက်ရောက်ရှိနေခဲ့ပါတယ်
ပိုလန်စကီကရိုက်ကူးရဲ့အတွက်ဥရောပကိုရောက်နေတဲ့အတွက်ကြောင့်ရှယ်ရွန်တိတ်ကပိုလန်စကီကိုအရန်လွှမ်းနေခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ဩဂတ်စ်လ10ရက်နေ့1969ခုနှစ်မှာရှယ်ရွန်တိတ်ကိုအဖော်ပြဖို့အတွက်ရှယ်ရွန်တိတ်တငယ်ချင်းများကလည်းထိုးဆန်အင်ကြီးကိုရောက်ရှိလို့နေခဲ့ပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ဩဂတ်စ်လ10ရက်နေ့1969ခုနှစ်မှာထိုးဆန်အင်ကြီးမှာရှယ်ရွန်တိတ်နဲ့အတူရှယ်ရွန်တိတ်ရဲ့တငယ်ချင်းများလည်းရှိနေခဲ့ပါတယ်။ရှယ်ရွန်တိတ်နဲ့အတူရှိနေခဲ့တဲ့လူတွေကတော့ရှယ်ရွန်တိတ်ရဲ့တငယ်ချင်းဝီချတ်ဖရက်စကော့စကီနဲ့ဝီချတ်ဖရက်ကော့စကီရဲ့ရီစာအဘီဂဲဖော်ချာဒါအပြင်နာမည်ကြီးစပင်ညက်ဆရာဂျေးစီပရင်တို့ပဲဖြစ်ပါတယ်။ရှယ်ရွန်တိတ်နဲ့အတူသူမရဲ့တငယ်ချင်း၃ယောက်ကမြို့ထဲမှာညစာစားပြီးတော့ည10နာရီခွဲအချိန်လောက်မှထိုဆန်ကြီးစီကိုပြန်လာခဲ့ကြတာဖြစ်ပါတယ်။ရှယ်ရွန်တိတ်နဲ့သူမရဲ့တငယ်ချင်း၃ယောက်စုစုပေါင်း၄ယောက်သားကတော့ညစာစားပြီးတော့ပြန်လာပြီးတော့စံကြီးမှာစကားဆက်မိပြောပြီးတော့အပန်းဖြစ်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလူသက်သမားတွေဖြစ်တဲ့ Weston နဲ့ Susan Atkins, Patricia Krenwinkel နဲ့ Linda Kasabian တို့ကစံကြီးစီကိုကားအရှိန်ပြင်းပြင်းမောင်းပြီးတော့လူတက်ဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ကားကိုအရှိန်ပြင်းပြင်းမောင်းလာခဲ့ပြီးတော့စံကြီးရဲ့ရှေ့ကိုရောက်လာတဲ့အခါမှာသူတို့ဟာမြင်လိုက်ရတဲ့အသက်18နှစ်အရွယ် Stephen Paris ကိုတနက်နဲ့ပြစ်တက်ခဲ့ပါတယ်။ Stephen Paris ကိုပြစ်တက်ခဲ့တဲ့လူကတော့ Weston ဖြစ်ပါတယ်။ Weston က Stephen Paris ကိုတနက်နဲ့အချက်ပေါင်းများစွာပြစ်တက်ခဲ့ပါတယ်။ Stephen Paris ကိုတက်ပြီးတဲ့နောက်လူသက်သမားတွေဟာစံကြီးတဲ့ကိုကားနဲ့အရှိန်ပြင်းပြင်းမောင်းဝင်ခဲ့ကြပါတယ်။ခြံဝိုင်းတွေကိုရောက်တဲ့အခါမှာတော့လူသက်သမားတွေကပါလာတဲ့လူတွေကမှလင်ဂျာခက်ဆေးဘီယန်ဆိုတဲ့အမျိုးသမီးကိုစင်ကြီးရဲ့အရှိမလူတွေကိုစောင့်ကြည့်ဖို့အတွက်မှာလာခဲ့ပါတယ်။လူသက်သမား၄ယောက်ဖြစ်ပြီးတော့လင်ဂျာခက်ဆေးဘီယန်ကိုခြံထဲမှာစောင့်ကြည့်ဖို့အဆောင်ထားခဲ့တဲ့အတွက်ကြောင့်ကျန်တဲ့၃ယောက်ကစင်ကြီးရဲ့ကိုချက်ချင်းလက်ငင်းပြေးဝင်သွားကြပါတယ်။စံကြီးတဲ့ကိုပြေးဝင်သွားတဲ့လူတွေကတော့ Weston နဲ့ Susan Atkins, Patricia Krenwinkel တို့ပဲဖြစ်ပါတယ်။သူတို့ကစံကြီးရဲ့ကိုပြေးဝင်သွားပြီးတဲ့နောက်အဲခန်းထဲမှာအနားယူနေတဲ့ Sharon Tate ပါဝင်အခြားလူ3ယောက်စုစုပေါင်း4ယောက်ကိုဓာတ်တွေနဲ့စတင်ထိုးပါတယ်။အိမ်နောက် Sharon Tate နဲ့သူမရဲ့တငယ်ချင်း3ယောက်စုစုပေါင်း4ယောက်သားဟာကြောက်လန့်တကြားနဲ့အော်ဟစ်အကူအညီတောင်းကြပါတယ်။ထို့ကဲ့သို့စံကြီးတဲ့မှာကဘာပြက်မတဲ့အသက်ခံနေရတာကိုခြံစောက်အဖြစ်နေခဲ့တဲ့ Linda Kasabian ကထိတ်လန့်စွာကြည့်နေခဲ့ပါတယ်။သူမဟာစံရင်ကြီးတဲ့ကကြောက်လန့်တကြားအော်ဟစ်နေကြတဲ့အတန်นี่အသက်ရှင်ဖို့အတွက်အကူအညီတောင်းအော်ဟစ်နေကြတဲ့အတန်တွေကိုမကြားကျင်တော့တဲ့အတွက်ကြောင့်နားကိုပိတ်ပြီးတော့ပဲခြံထဲမှာတုံတုံရင်ရင်ရှက်ပြီးတော့ကြည်နေခဲ့ပါတယ်။အဲဒီနောက်စံရင်ကြီးတဲ့ကနေပြီးတော့ Richard Frakowski ကပြေးထွက်လာခဲ့ပါတယ်။သွေးတန်းနဲ့ခြံထဲကိုပြေးထွက်လာခဲ့တဲ့အခါမှာခြံစောက်အဖြစ်မတ်တက်ရက်နေတဲ့ Linda Kasabian ကိုကြည့်လိုက်ပါတယ်။ကြည့်နေတဲ့ Richard Frakowski ရဲ့မျက်လုံးထဲမှာတော့သွေးတွေတောင်မရှိတော့ပါဘူး။အရန်ကိုထိတ်လန့်နေတဲ့ Richard Frakowski ကလွတ်ညာခြံထဲကိုဆက်လက်ပြီးတော့ပြေးသွားခဲ့ပါတယ်။ခြံအပြင်ဘက်ကိုရောက်ဖို့အတွက်တော့သူဘလို့မှမဖြစ်နိုင်တော့ပါဘူး။ဒဏ်ရာများစွာရတာတဲ့အတွက် Richard Frakowski ကမျက်ခင်းမြင့်မော်ကိုလဲကျသွားပါတယ်။အဲဒီနောက်စင်ကြီးတဲ့ကနေပြီးတော့ Patricia Krenwinkel နဲ့ Weston ကပြေးထွက်လာပြီးတော့လဲကျသွားတဲ့ Richard Frakowski ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးပါတယ်။ Richard Frakowski ရဲ့ချစ်သူ Abigail Frocher ကလည်းလွတ်ညာစင်ကြီးတဲ့ကနေဒဏ်ရာအများစွာနဲ့ခြံထဲကိုထပ်မံပြီးတော့ပြေးထွက်လာခဲ့ပါတယ်။ထိုကဲ့သို့ပြေးထွက်လာခဲ့ပေမဲ့လည်းသူမကို Patricia Krenwinkel နဲ့ Weston ကဓာတ်ရည်နဲ့ခြံထဲမှာထိုးတက်ခဲ့ပါတယ်။အဲဒီနောက်ခြံထဲကိုပြေးထွက်လာတဲ့ Richard Frakowski နဲ့သူ့ရဲ့ချစ်သူ Abigail Frocher တို့ကသွေးတန်ရဲနဲ့စံကြီးရဲ့အရှိကမျက်ခင်းပင်ပေါ်မှာတည်ဆုံသွားခဲ့ပါတယ်။လင်ဒါခဆေဘီယန်ကသွေးတန်ရဲနဲ့တည်ဆုံသွားတဲ့ချစ်သူဆုံတွဲနှစ်ဦးကိုကြည့်ပြီးတော့အရန်ကိုကြောက်လန့်လာခဲ့ပါတယ်။သွေးဆနေတဲ့သူ့ရဲ့အပေါင်းပါများကိုလည်းသူစကားမပြောရတော့ပါဘူး။ခြံဝန်းထဲမှာလဲကျတည်ဆုံသွားတဲ့ Richard Frakowski ကတော့ဓာတ်နဲ့အချက်ပေါင်း50ကျော်အထိုးခံပြီးတော့တနက်နဲ့လည်း2ချိန်တိတိအပြေးခံခဲ့ရပါတယ်။သူ့ရဲ့ချစ်သူ Abigail Frocher ကတော့ဓာတ်ထိုးဒဏ်ရာအချက်ပေါင်းများစွာနဲ့ခြံဝန်းထဲမှာပဲတည်ဆုံခဲ့ပါတယ်။အဲ့နောက် Sharon Tate နဲ့စပင်ညက်ဆရာ Jay Siprin ကိုလူသက်သမား3ယောက်ကစိန်ထဲမှာဆက်လက်ပြီးတော့ညှင်းဆဲတပ်ဖြတ်ပါတယ်။ Sharon Tate ကဓာတ်ရီသနက်တွေကင်ထားတဲ့လူသက်သမား3ယောက်ကိုသူမကိုမတက်သေးဘူး။သူမခလေးမွေးဖွားပြီးမှသူမကိုတဖန်လာတက်ပေးပါလို့တောင်းပန်ပြောဆိုခဲ့ပါတယ်။သူမဟာမကြခင်ရက်ပိုင်းမှာခလေးမွေးဖွားတော့မှမို့လို့ခလေးကိုမွေးဖွားပြီးမှသာသူမကိုလာတက်ချင်းတက်ပါဆိုပြီးတော့အနုညွတ်အကူအညီတောင်းခံပြီးတော့သူကလူသက်သမားတွေကိုတောင်းပန်ခဲ့ပါတယ်။စပင်ညက်ဆရာ Jay Siprin ကတော့ဓာတ်နဲ့အချက်ပေါင်းများစွာအထိုးခံပြီးတော့တနက်တွေနဲ့လည်းအပြစ်ခံပြီးတော့စိန်ထဲမှာတည်ဆုံသွားခဲ့ပါတယ်။ Sharon Tate ကတော့ဓာတ်နဲ့အချက်ပေါင်း16ချက်ကျော်အထိုးခံခဲ့ရပါတယ်။ပြက်ရှဒဏ်ရာလည်း9ခုနဲ့မနည်းရှိပြီးတော့လေဘင်းကိုလည်းကျိုးခွင့်ဆိုပြီးတော့အသက်ခံခဲ့ရပါတယ်။
ရှယ်ရီတိတ်ဟာမွေးဖွားဖို့အတွက်ရှက်ပိုင်းမြတာလိုတဲ့အတွက်ကြောင့်သူမရဲ့ကိုယ်ဟာ8လကျော်နေပြီဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်သူမဟာနာနာကျင်ကျင်နဲ့အရန်ကိုဝမ်းနည်းစရာကောင်းစွာနဲ့တည်ဆုံခဲ့ရပါတယ်။သူမဟာတည်ဆုံသွားတဲ့အချိန်မှာအသက်26နှစ်သာရှိပါသေးတယ်။သူမရဲ့မမွေးဖွားသေးတဲ့ဝမ်ပိုက်တက်ကအသက်8လကျော်များရှိနေတဲ့ကလေးလေးကလည်းထိုနေ့မှပဲတည်ဆုံသွားခဲ့ပါတယ်။ရှယ်ရွန်တိတ်တည်ဆုံသွားပြီးတဲ့နောက်ရှယ်ရွန်တိတ်ရဲ့သွေးယူပြီးတော့လူသက်သမားဆူဆန်အခင်းစ်ကအင်ရှိစံကြီးရဲ့တကမှာ PIG ပစ်ဆိုပြီးတော့စာရေးခဲ့ပါတယ်။အရှမ်းကိုဝမ်းနဲ့စရာကောင်းတာကတော့ချားမှန်ဆန်ဆေလွတ်လိုက်တဲ့လူသက်သမား၄ယောက်ကိုရှယ်ရွန်တိတ်နဲ့ရှယ်ရွန်တိတ်ရဲ့တငယ်ချင်းများကလုံးဝမသိရပါပဲ။ဒါအပြင်ချားမှန်ဆန်ရဲ့အမှုနဲ့လည်းရှယ်ရွန်တိတ်တို့မိသားစုလုံးဝမပတ်သက်ပါဘူး။ထိုလူသက်သမားများခြံဝမှာတက်ပစ်ခဲ့တဲ့အသက်18နှစ်အရွယ်သားရှိသေးတဲ့စတီဗင်ဖဲရက်ဟာဆိုရင်လေအနီးအနားကတတိတဝရဲ့သားဖြစ်ပါတယ်။စတီဗင်ဖဲရက်ကရှယ်ရွန်ထိတ်တို့မိသားစုနဲ့လည်းမပတ်သက်သလိုလူသက်သမားချားမန်ဆန်တို့နဲ့လည်းလုံးဝမပတ်သက်ပါဘူး။အမှန်တော့အဲ့ဒီအသက်18နှစ်အရွယ်သားရှိသေးတဲ့စတီဗင်ဖဲရက်ဆိုတဲ့ကောင်လေးကရှယ်ရွန်ထိတ်တို့အိမ်ကခြံဆောင်တဲ့ရင်းနှီးရဲ့ကောင်းလေးပဲဖြစ်ပါတယ်။ခြံဆောင်နဲ့ရင်းနှီးနေတဲ့အတွက်ကြောင့်ခြံဆောင်နဲ့စကားဆက်ပြီးပြောဖို့အတွက်ရှရွန်တေးတို့ရဲ့စင်ကြီးကိုလိုင်းနဲ့ခြံဝမှာလူသက်သမားတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီ1969ခုနှစ်ဩဂုတ်လ10ရက်နေ့ညပိုင်းနဲ့ဩဂုတ်လ9ရက်နေ့မနက်ပိုင်းမှာအသက်ခံခဲ့ရတဲ့ရှယ်ရွန်တေးရဲ့တငယ်ချင်း3ယောက်နဲ့စတီဗင်ဖဲရန့်ဆိုတဲ့အသက်18နှစ်ရွယ်ကောင်လေးစုစုပေါင်းလူ9ယောက်ဟာချားစ်မဆန်နဲ့အဲဒီ music producer တို့ဖြစ်ခဲ့တဲ့ပြဿနာတွေကိုလုံးဝမသိသလိုအဲဒီပြဿနာတွေနဲ့လည်းလုံးဝပါဝင်ပတ်သက်ဆက်နွယ်နေခဲ့ခြင်းမရှိပါဘူး။ Charles Manson နဲ့အဲ့ဒီ music producer တို့ဖြစ်ပျက်ခဲ့တဲ့ပြဿနာတွေနဲ့ဘာမှမဆိုင်တဲ့လူတွေကအသက်လူကြီးအသက်ခံခဲ့ရတာပါ။ဒီအမှုမှာ Charles Manson ကဒီလူသက်မှုဖြစ်လာဖို့အတွက်အဓိကစိတ်ခိုင်းခဲ့တဲ့လူဖြစ်ပါတယ်။ချားမန်ဆန်ဆီလွတ်လိုက်တဲ့လူသက်သမား၄ယောက်မှာ Weston, Susan Akis နဲ့ Patricia Carrigan ကလူသက်မှုကိုကျူးလွန်ခဲ့တဲ့အဓိကလူသက်သမားများဖြစ်ပါတယ်။လင်ဂျာခစီဘီယန်ကတော့ခြံထဲမှာလူအင်ထက်ကိုစောင့်ကြည့်နေခဲ့ရတဲ့လူဖြစ်ပါတယ်။လင်ဂျာခစီဘီယန်ကနောက်ပိုင်းမှာအဓိကမျက်မြင်သက်သေအဖြစ်တရားရုံးမှာဖြောင်းချက်တွေပေးခဲ့ပါတယ်။ထိုလူသက်မှုဖြစ်ပြီးနောက်တရက်မှာလူသက်သမားများဟာမြို့တွေကတထေးနဲ့သူ့ရဲ့ဇနီးကိုလည်းတပ်ပစ်ခဲ့ပါသေးတယ်။တထေးကြီးလီနိုလာဘီယန်ကာနဲ့သူ့ရဲ့ဇနီး Rosemary ဟာဓာတ်တံရအချက်ပေါင်းများစွာတနတ်တံရများနဲ့ရရဆက်ဆက်အသက်ခံခဲ့ရပါတယ်။ဘာအမှားမှမလုပ်ပါဘဲနဲ့အသက်လွတ်ကြီးသေဆုံးသွားတဲ့မင်းသမီးရှယ်ရွန်တိတ်နဲ့သူမရဲ့ဘိုက်ထဲကခလေးလေးကိုလည်းလူအများကအတော်လေးဂယုဏတက္ကသနာခဲ့ကြပါတယ်။ဒါပြင်ထိုအမှုမှာပါဝင်သေဆုံးခဲ့ကြတဲ့အပြစ်မရှိတဲ့လူများစွာကိုလည်းလူအများကအတော်လေးဂယုဏတက္ကနာခဲ့ကြပါတယ်။ချားမန်ဆန်နဲ့သူစေခိုင်းခဲ့တဲ့လူသက်သမားတွေကိုတရားရုံးကသေဒဏ်ချမှတ်ခဲ့ပေမဲ့1982ခုနှစ်မှာတော့ကယ်လီဖိုးနီးယားပြည်နယ်ကကြီးလေးတဲ့ပြည်ထောင်ကိုဖျက်သိမ်းပြီးတော့သူတို့ရဲ့အဖြစ်ကိုသေဒဏ်ကနေပြီးတော့ထောင်ဒဏ်တသက်တကြွသို့လျှော့ချပေးခဲ့ပါတယ်။2023ခုနှစ်မှာတော့တတိကြီးတို့လင်မယား2ယောက်ကိုတပ်ဖြတ်တဲ့အမှုမှာပါဝင်ခဲ့တဲ့ဗန်ဟောက်စတန်ဆိုတဲ့အမျိုးသမီးအသက်83နှစ်အရွယ်ဟာတရားရုံးကနေပြီးတော့ခံဝင်ကတိနဲ့လွတ်မြောက်ပြီးတော့ယခုလက်ရှိအပြင်မှာနေထိုင်နေလျက်ရှိပါတယ်။ဒီမှုမှာတည်ဆုံခဲ့ကြတဲ့ရှရန်တိတ်နဲ့အခြားနှစ်နာသူတွေအားလုံးကောင်းရာဘုံဘဝကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်။ဗီဒီယိုသစ်လေးမှာထပ်မံတွေ့ဆုံကြပါမယ်။